ငါကလေ KTV တို့မှာဆက်တော့တလားကန်တော့ဆွဲရတာကွာငါမှအဲ့လိုဆွဲဖို့ပတ်သက်မရှိငါဘာလို့လဲမသိလားငါအဖေရဲ့ပတ်သက်ကိုငါခိုးတယ်ဟယ်လိုတာပြောမင်းကငါတကယ်ပြောတာမင်းကငါမေးမယ်ကွာမင်းတရက်ကိုစက်လိတ်ဘယ်နှလိတ်မင်းကုန်တယ်ငါ့ကိုပြော တရက်မှာစိတ်လေး၄၅လေးလောက်ပဲကုန်တာပေါ့ကွာမင်းကအဲ့လောက်လေးနဲ့ကွာမင်းကငါပြောပြမယ်ငါတရက်ကိုလေစက်လိတ်6ဘူးကုန်တယ်ပြီးတော့မင်းကငါထပ်မေးမယ်ကွာမင်းတလားမှာကွာ KTV တို့မှာဆက်တော့မင်းဘယ်နှခါရောက်ဘူးလဲငါ့ကိုပြော တလားမှာ KTV တို့မှာဆက်တော့တစ်ချိန်တစ်ချိန်လောက်ပေါ့ကွာနေလိုက်တော့ကွာဟဲ့ငါကလေ KTV တို့မှာဆက်တော့တလားကန်တော့ဆွဲရတာကွာငါမှအဲ့လိုဆွဲဖို့ပတ်သက်မရှိငါဘာလို့လဲမသိလားငါအဖေရဲ့ပတ်သက်ကိုငါခိုးတယ်မင်းခုသွားမလားသွားမယ်ဆိုငါအိမ်ပြန်ပြီးငါအဖေရဲ့လက်စုံငါသွားပေါင်လိုက်မယ်သွားပြီဆိုငါတို့ကိန်းမှာအေးသွားချေမယ်မင်းသွားမလားပြောမလိုက်တော့တိုင်းငါမှအလုပ်ကိစ္စရှိသေးလို့ဒါနဲ့မင်းငါ့ကိုဖုန်းနိုင်လေးချက်လောက်ကြည့်ပေးပါဘယ်နိုင်ထိုးရည်လဲဆိုမင်းကလေအောင်သွားခြင်းပြောတော့မင်းငါရွှေပြီးလို့ရတယ်အားလုံးစင်ပြေဖို့ရေးကြည့်တယ်အဲ့တော့ဖုန်းအိတ်ကလေးကိုမထည့်ချင်တာသူကသူရှောက်ခေါ်နေပါမှန်းလည်းမသိဘူး哎呦我的妈